AI ခေတ်ကြီးထဲမှာတစ်သားနဲ့ဆက်ရုပ်တွေထူးစစ်နေတော့ဖြစ်တယ်တရုတ်အဖို့ Made in China ဆိုတာနဲ့ကမ္ဘာဆက်ရုံကြီးတွေ 5G နည်းပညာတွေ AI ခေတ်ကြီးကိုပြေးပြီးတော့မြင်မိကြမှာပါဒီကနေ့ကမ္ဘာကြီးကပုံမြန်ဖို့ပိုအသစ်ဖြစ်ဖို့အတွက်အပြိုင်ဆိုင်ကြိုးစားနေကြပါသည်ဒါပေမဲ့ခေတ်သစ်တရုတ်နိုင်ငံရဲ့တနေရာမှာဒီ AI ဟောင်ကြီးကိုစန့်ကျင်နေတဲ့လူတစ်ယောက်ရှိနေပါသည်သူကအင်ဂျင်နီယာမဟုတ်တယ်လို့ AI ပညာရှင်လည်းမဟုတ်ပါဘူးသူကတော့တာမန်အဖိုးအိုတယောက် Grandpa Emu လို့ခေါ်တဲ့ One Day One ပါပြီဒီဖိုးရဲ့ထူးခြားချက်ကသူဟာတာမန်တစ်သားပြားတွေကိုသုံးပြီးလျှက်စစ်မီလုံးဝမလို့ဘက်ထရီလုံးဝမလို့ဝက်ဥတလုံးတန်တချောင်းမှမသုံးပဲသူဘာသာသူလှုပ်ရှားနိုင်ပြေးလွှားနိုင်တဲ့ဆက်ရုပ်တွေ model တွေဖန်တီးနိုင်တာပါပြီခင်မီ iPad တွေ gaming console တွေအစားဒီအဖိုးအိမ်မူကသူမြည်လေးအတွက်တစ်သားပြားနဲ့ခဲတံကိုပဲကောက်ကိုင်းလိုက်ပါသည်သူမြည်လေး Papa Pig သဘောကျမှန်းသိတော့တစ်သားနဲ့လှုပ်ထားတဲ့ Papa Pig အရုပ်ကလေးတွေထုစစ်ပေးပါသည်ဒါပေမဲ့ဒါကတာမန်ရုပ်မဟုတ်ပါဘူးကျိုးတစ်ချောင်းဆွဲလိုက်တာနဲ့တကယ် Papa Pig လိုမျိုးခြေလမ်းလေးတွေလမ်းပြီးတော့လမ်းလျှောက်သွားတာပါဒါရင်ဘေးကမလေးသူရဲ့အန်အိုစရာအကောင်းဆုံးလက်ရာတစ်ခုကတော့တစ်သားဆက်ရုပ်ပါပဲဒါက smartphone app နဲ့ထိန်းချုပ်ရတာမဟုတ်ဘဲနဲ့လိန်အား center of gravity လို့ခေါ်တဲ့ဆွဲငင်အားဘုံနဲ့ရှေးဟောင်းတစ်သားဆက်နီးပညာကိုပဲအသုံးပြုထားတာပါဒီဆက်ရုပ်ကြီးကလီကားတစ်တွေကိုသူ့ဘာသာသူတတ်နိုင်တယ်လက်ရမ်းပြီးရှေ့လျှောက်နိုင်တယ်အားလုံးကတစ်သားတက်ပါဂီယာဘိန်းတွေဝင်ရိုးတန်တွေအဆက်အစစ်တွေတိုင်းမှာလျှက်စစ်မော်တာနဲ့မဟုတ်ဘဲနဲ့တစ်သားဆက်ဘရိန်းတွေလီဘာရီနဲ့ပဲထိန်းချုပ်ထားတာပါသူ့ကိုဘယ်လိုလုပ်လိုက်တာလဲလို့မေးတဲ့အခါမှာအဖိုးကပြုံးပြီးတော့ဒါကတရုတ်တွေရဲ့နှစ်ထောင်ချီတမိုင်းရှိတဲ့စုံမောင်နီးပညာပါလို့ပြန်ဖြေပါရီဒါဟာရှေးခေတ်တရုတ်တွေနန်းတော်တွေတရားတွေစောက်တုံးကတမ်းမရိုက်ဖဲတစ်သားအထစ်လေးတွေအပေါက်လေးတွေကိုအဝင်ကွင်ကြဆက်တီဆောက်ခဲ့တဲ့နီးပညာပါပဲလက်ကိုဆက်တယ်လို့မျိုးပါဒါပေမဲ့ဒါကပလတ်စတစ်မဟုတ်ပါဘူးမန်နျူရယ်စာအုပ်လည်းမဟုတ်ပါဘူးသူ့ရဲ့အုံနောက်လက်နဲ့နှလုံးသား၃ခုတွေနဲ့ဆက်ထားတာပါအဖိုးဟာဒီအပြင်သူမီးလေးစီးဖို့တစ်သားစပိန်မော်တော်ဆိုင်ကယ်မောင်းလို့ရတဲ့တစ်သားအပြိုင်ကားတွေအထိတိစောက်ခဲ့ပါသည်ဒါပေမဲ့သူ့ရဲ့ဖန်တီးမှုတွေကကလေးကစားစရာမှမရပ်ပါဘူးသူ့မြစ်တာတရားကမိသားစုစီဆက်လက်စီစဉ်ပါသည်သူ့အမိသွားရလာရလွယ်ကူအောင်တစ်သားဘိန်းတက်ကလထိုင်တစ်လုံးလေးတိစောက်ပေးခဲ့ပါသည်တန်မောင်နေနဲ့မဟုတ်ဘဲနဲ့တစ်သားအဆက်အစစ်တွေနဲ့လှပပြီးတက်တောင့်တက်တာဖြစ်အောင်ဖန်တီးပေးထားတာပါဒါအပြင်သူဇနီးတွေလည်းဘယ်သူမှမတွေးမိမဲ့တစ်သားလက်ကိုင်းနဲ့တစ်သားထောင်းမြင့်ဖက်နှက်ကိုအနုစိတ်ဖန်တီးပေးခဲ့ပါသည်ဒီလက်ရတစ်ခုချင်းစီတိုင်းကိုသူကဘာလို့ဒီလောက်ပင်ပန်းခံပြီးတော့လုံနေတာလဲဆိုတော့ဒါဟာသူ့ရဲ့အချစ်ကိုပြသတဲ့နီးလန့်မို့လို့ပါပဲခေတ်သစ်ကဘာကြီးကအွန်လိုင်းကနေလက်ဆောင်နေမှနေတဲ့အချိန်မှာအဖိုးကတော့သူ့ရဲ့အချိန်ရွှေနဲ့ပညာနဲ့လက်နှစ်ဖက်ကိုအသုံးပြုပြီးမြစ်တာတရားကိုထူးစစ်ပြနေတာပါဒီတော့အဖိုးဟာအလွယ်တကူဝယ်လို့ရတဲ့ခေတ်ကြီးနဲ့အဆက်ပြတ်နေသူပါလောကကြီးကဘလောက်ပဲ digital ဖြစ်နေပါစေသူကတော့ analog ဖြစ်တဲ့လက်မှုပညာရဲ့အလှတရားကိုပဲဖတ်တွဲထားပါသည်တကယ်လို့လူကြီးမင်းသာ screen နဲ့ notification တွေကြောင်းမှပိတ်မိပြီးလက်နဲ့ထိတွေ့ကင်တွယ်လို့ရတဲ့အရာတွေရဲ့တန်ဖိုးကိုမေ့နေပြီဆိုရင်ဒီအဖိုးရဲ့လက်ရာတွေကလူကြီးမင်းကိုတခုခုပြန်တရိရစေမှာပါဒါပေမဲ့တခုတော့ရှိပါသည်သူဇနီးတွေလုပ်ပေးတဲ့တစ်သားလက်ကိုင်ကဘလောက်ပဲလှပရပြောလူကြီးမင်းရဲ့ဇနီးကိုသွားဝယ်ပေးဖို့အကြံမပေးလို့ပါဘူးတော့ကြဒေါသထွက်တိုင်းတစ်သားအိတ်ကြီးနဲ့ကောက်ထုခံရနိုင်လို့ပါပဲ